Luxury Auto Myanmar ကျူးဆိုပါတယ်မနေ့က mix ဆက်သွားတဲ့ Porsche Cayenne EV အကြောင်းကိုပြောပြပေးသွားပါမယ် Porsche ကသူ့ရဲ့ flagship SUV ဖြစ်တဲ့ Cayenne ကို EV version အဖြစ် mix ဆက်လာပါတယ် Original Cayenne ရဲ့ design ပုံစံအတိုင်းဖြည့်ဖြစ်တဲ့အချူအကွေတွေနဲ့နောက်ဘက်ကိုတဖြည်းဖြည်းနှိမ့်ဆင်းသွားတဲ့ပုံစံရှိပါတယ်ရှေ့ဘက်တွင် Porsche ရဲ့ signature ဖြစ်တဲ့မီလုံးလေးခုကို daytime running lights အနေနဲ့တွေ့မြင်နိုင်ပြီး Porsche ကိုယ်ပိုင် HD LED matrix technology ကိုအသုံးပြုထားပါတယ်နောက်ဘက်တွင်တော့အတန်းလိုက်ဖန်တီးထားတဲ့ကားနှုတ်မီးတန်းကိုတွေ့မြင်နိုင်ပြီး Porsche ဆိုတဲ့စာတန်းပါမီလင်းနေပုံကညအမောင်ထဲမှာပိုပြီးထင်သာမြင်သာရှိစေပါတယ်နှစ်စစ်နှစ်လက်ရှိတဲ့ alloy wheel ကလည်း Porsche Cayenne ကိုပိုပြီးခံရဖတ်ပါစေပါတယ်ကားအတွင်းဘက်တွင်တော့ Porsche ကားဒီမှာအသုံးပြုလိရှိတဲ့ steering design ကိုပဲတက်ဆင်ထားပြီး screen 3ခုတက်ဆင်ထားပါတယ်အရှိဘက်တွင်ကား infotainment screen နဲ့အလဲတွင်ကွင်းညွန့်နေတဲ့မျက်နှာပြင်ပါရှိတဲ့ Porsche အခေါ် flow display ကိုတွေ့မြင်နိုင်ပြီး passenger ဘက်တွင်တော့ display တစ်ခုပါရှိပါတယ်ကား information တွေကိုပြတဲ့ driver ရှိတဲ့ display တွင်ကားအမြန်နှုန်း battery percentage information နဲ့ navigation တွေကိုဖော်ပြမှာဖြစ်ပြီးအလဲမှာရှိတဲ့ flow display မှာတော့ကား aircon နဲ့ entertainment တွေကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ် panoramic sunroof မှာလည်း electrochromic sunroof ဖြစ်တာကြောင့်ကားအတွင်းပိုင်းကိုအလင်းရောင်ကောင်းစွာဝင်ရောက်နိုင်ပြီးအားနည်းချက်အနေနဲ့နီရောင်ကြီးများရင်ကားအတွင်းပိုင်းအပူချိန်မြင့်တက်လာနိုင်ပါတယ် Porsche Cayenne EV ဟာ SUV ဖြစ်လို့လူ9ယောက်လိုက်ပါစီးနှင်းနိုင်ပြီးနောက်ခန်းတွင်လည်းပစ္စည်းတွေကိုတင်ဆောင်နိုင်မှာချက်တယ်လို့အရှိတွင်လည်းပစ္စည်းတွေကိုထည့်အတွင်းနိုင်ပါတယ်ကားဘက်ထရီအနေနဲ့ Cayenne မှာ300 kW ဘက်ထရီကိုတက်ဆင်ထားပြီးမြင်းကုန်ရေး400ကျော်ထွက်ပါတယ် Cayenne Turbo မှာတော့630 kW ဘက်ထရီကိုတက်ဆင်ထားပြီးမြင်းကုန်ရေး850ကျော်ထွက်ပြီးLaunch Control Mode မှာဆိုရင်တော့မြင်းကောင်ကြီးတစ်ထုံးကျော်ထွက်ပါတယ်0 to 100 kilometers ကို2.5 စက္ကန့်အတွင်းရောက်နိုင်ပြီး Porsche ရဲ့ Hypercar ဖြစ်တဲ့ Porsche 918 ထက် millisecond အနည်းငယ်ပုံမြန်ပါတယ် Top Speed အနေနဲ့ Cayenne မှာတနာရီကို230 km အထိမောင်းနှင်းနိုင်မှာဖြစ်ပြီး Cayenne Turbo မှာတော့တနာရီကို260 km အထိမောင်းနှင်းနိုင်မှာဖြစ်ပါတယ်အကွာအဝေးအနေနဲ့ဘက်ထရီအားအဖြစ်ကိုကီလိုမီတာ600ကျော်မောင်းနှင်းနိုင်မှာဖြစ်ပြီးမိုင်အားဖြင့်တွက်ရည်မိုင်380ကျော်မောင်းနှင်းနိုင်မှာဖြစ်ပါတယ် Electric motor နှလုံးပါဝင်ပြီးရှေ့နောက်တစ်လုံးစီတက်ဆင်ထားပါတယ် All wheel drive ဖြစ်ပြီး Porsche Traction Management System ဖြင့်ကားဘင်းတွေကိုကွန်ပျူတာဖြင့်လိုသလိုထိန်းချုပ်မောင်းနှင်းနိုင်မှာဖြစ်ပြီးလမ်းကျန်းတွေမောင်းနှင်းရမှာလဲပိုပြီးအဆင်ပြေလွယ်ကူချောင်းမွေ့စေမှာဖြစ်ပါတယ် Porsche Active Ride Suspension ကြောင့်ကားကိုအမြန်နှုန်းဖြင့်မောင်းနှင်းနေစဉ်အတွင်းမှာလဲကားရဲ့ stability ကိုတည်ငြိမ်စွာထိန်းချုပ်မောင်းနှင်းနိုင်မှာဖြစ်ပြီး Cayenne Turbo မှာတော့ battery ကိုအေးပေးရန်မောင်းနှင်းတဲ့ drive mode အလိုက်ကားအရှိဘက်ရှိ front splitter ကိုအပိတ်အဖွင့်လုပ်ပြီးမောင်းနှင်းနိုင်မှာဖြစ်ပါတယ်နောက်ပိုင်းတွင်လည်း stability ပိုကောင်းမွန်ရန်အတွက် active aero brake ကိုထည့်သွင်းတက်ဆင်ပေးထားပါတယ် Cayenne Coupe လိုမျိုး active spoiler မပါရမယ့်ကားနောက်ပိုင်းမှာ air brake လိုမျိုး spoiler အသေးလေးပါဝင်ပါတယ် active aero brake နဲ့ active ride suspension ကြောင့် Cayenne Turbo ကိုပြိုင်ကားတစ်ချက်မောင်းနှင်းနေရတဲ့ခံစားချက်မျိုးကိုပေးစွမ်းမှာဖြစ်ပါတယ် Towing capacity အနေနဲ့လည်း3တန်ခွဲအထိအလေးချိန်ကိုကားနောက်ပိုင်းတွင်ချိတ်ဆွဲတင်ဆောင်နိုင်မှာဖြစ်ပါတယ်။ဘက်ထရီကို10%က80%အထိ16မိနစ်အတွင်းအားပြန်သွင်းနိုင်မှာဖြစ်ပါတယ်။ Porsche wireless battery technology ကိုလည်းထည့်သွင်းထားတာကြောင့် wireless charger ဖြစ်အားသွင်းနိုင်မှာဖြစ်ပါတယ်။ wireless ဖြစ်အားသွင်းနေစဉ်မှာတော့ fast charging စနစ်ရောက်ရှိမှာမဟုတ်ပါဘူး။အချုပ်အားဖြင့်ဆိုရင် Porsche Cayenne EV ဟာ SUV တစ်စီးကိုပြိုင်ကားတစ်စင်းတစ်ဖောင်မောင်းနှင်းနိုင်အောင်ပြုလုပ်ထားပြီး SUV ဆိုတဲ့ဂုဏ်ပုံနဲ့အညီ
off-road capability လဲကောင်းမွန်တဲ့ကားတစ်စီးဖြစ်လို့လမ်းချမ်းတွေပေါ်မှာပါအခက်အခဲမရှိမောင်းနှင်နိုင်တဲ့ EV ကားတစ်စင်းဖြစ်ပါတယ် Porsche ရဲ့ wireless charging စနစ်ပါဝင်လာတဲ့ပထမဆုံးကားဖြစ်ပြီးနောက်ဆုံး technology တွေထည့်သွင်းထားတဲ့ကားဖြစ်ပါတယ် EV ကားဖြစ်လို့မြန်မာနိုင်ငံမှာလည်း Porsche Cayenne EV ကိုလမ်းတွေပေါ်မှာတွေ့မြင်ရဖို့မျှော်လင့်နေပါတယ်တင်ရော Porsche Cayenne EV ကိုဘလို့ထင်ပါတယ်လဲ comment မှာရေးသွားပေးပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးပါဦး